အားလုံးပဲမင်္ဂလာပါရှင်အာလူကိုစားကောက်အောင်ကြော်နည်းလေးကြော်ပြပေးခြင်းလို့ပါပထမဦးဆုံးအာလူကိုတုံးသေးလေးတွေသုံးပါမယ်ပြီးရင်ကျက်သွန်နီရယ်ပြင်းတော်သိန်းရယ်ငရုတ်သီး6တောက်ရယ်စီးထားရယ်လိုအပ်ပါတယ်ရှင်အိုးတဲ့ကိုစီးထည့်ပြီးငရုတ်6တောက်လေးစကြော်ပါမယ်ရှင်ငရုတ်6တောက်လေးကြော်တာရပြီဆိုရင်ဆယ်ထားပါမယ်ပြီးရင်ငရုတ်6တောက်ကြော်တဲ့စီထဲမှာပဲကျက်သွန်နီဖြတ်ထားတာရယ်ပြင်းတော်သိန်းရယ်ကိုထည့်ကြော်ပါမယ်ရှင်ကျက်သွန်နီရဲ့ပြင်းတော်သိန်းကိုစီထဲမှာလှိမ့်နေအောင်ကြော်ပြီးတော့ကျက်သွန်နီလေးရွှေဝါရောင်တန်းလာပြီဆိုလို့ရှိရင်အခုနောက်စိတ်ထားတဲ့အာလူးလေးထည့်ပါမယ်အာလူးထည့်ပြီးသွားလို့ရှိရင်စီချက်ထဲမှာသူ့ကိုရောမှွေပေးလိုက်ပါမယ်ဒီအချိန်ရှိမထည့်သေးပါဘူးစားရဲ့ဟင်းခတ်မုတ်ရဲ့လိုတလောက်ထည့်ပေးပြီးတော့ရောပြီးတော့မှွေပေးပါမယ်အာလူးကိုစီတက်တဲ့အနှံ့လေးမှွေးလာအောင်လို့ပါရောပြီးတော့လုံးချက်လေးလုံထားပေးပါမယ်အာလူးလေးမွှေးလာပြီဆိုတော့မှရေထည့်ပါမယ်လိုအပ်သလောက်ထည့်ပေးပါမယ်ရှင်အာလူးမြုပ်အောင်ရေထည့်ပေးပါမယ်အဲ့ဒါမှအာလူးနူးအောင်ပေါ့နော်ပြီးရင်အဖုံးလေးအုပ်ထားပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်ကိုထည့်ထားတဲ့ရေလေးခန်းလာပြီဆိုလို့ရှိရင်အဖုံးဖွင့်ကြည့်ပါမယ်ရှင်ဒီချိန်မှာအာလူးကိုဖိကြည့်လို့မာနေသေးတယ်ဆိုလို့ရှိရင်ရေထပ်ထည့်ပြီးတော့တည်ပါမယ်အာလူးကနူးနေပြီဆိုရင်ရေထပ်မထည့်တော့ပါဘူးအခုနောက်ကြော်ထားတဲ့ငရုတ်6တောက်လေးထည့်မယ်ဇီတာလေးကိုဒီနေရာမှာမှထည့်ပါမယ်ရှင်ပြီးလို့ရှိရင်ရောမှွေပြီးတော့စီထဲမှာမှွေးလာအောင်စီတက်ပေးလိုက်ပါမယ်ရှင်အာလူးကိုစီပြန်လာတဲ့အထိကြော်ပေးပါမယ်ရှင်အာလူးကြော်နဲ့လိုက်ဖက်တဲ့ဟင်းညာကတော့အမဲသားကြော်ပါအရင်ဆုံးမဲသားကိုချင်းစစ်စစ်ဖြူစားဟင်းခမ်းမုတ်စနစ်မုတ်ထည့်ပြီးတော့ပြုတ်ထားပါမယ်ပြုတ်ပြီးသွားလို့အသားနူးပြီဆိုလို့ရှိရင်တရုံးချင်းစီကိုကြော်ရင်မမွားလေးဖြစ်နေအောင်လို့ငရုတ်ကြပွေလေးနဲ့လိုက်ပြီးတော့ထောင်းပြီးတော့ပြားပေးလိုက်ပါမယ်အဲ့လိုမျိုးထောင်းတဲ့အပြင်ကြော်တဲ့အခါမမွားလေးဖြစ်ပါတယ်ရပြီဆိုလို့ရှိရင်စီတဲ့ထဲကြော်ပါမယ်ရှင်ကြော်နည်းကတော့အမြဲတမ်းကြော်တဲ့နည်းလေးပါပဲဘာမှထူးခြားမှုမရှိပါဘူးမဲသားလေးကျွတ်လာပြီဆိုလို့ရှိရင်ဆယ်ထားလိုက်ပါမယ်ရှင်ဒီဟင်းနဲ့လိုက်ဖက်တဲ့ဟင်းရည်ကတော့မလွတ်တန်နေပါမလွတ်တန်နေရတော့ရောက်ခမချက်ပေးလို့မရိုက်ထားတော့ပါဘူးရောက်ခမချက်လက်ရမလွတ်တန်နေအရင်ကောင်းပါတယ်ရှင်မလွတ်တန်နေရဲ့အာလူးကြော်ရဲ့အမဲကြော်ရဲ့ကတော့အရင်လိုက်ဖက်ပါတယ်ဒီနေ့ကတော့ထမင်းအိုးပြောင်းနေနေပါပဲရှင်မဲရကြော်တဲ့အခါစီများများနဲ့ကြော်ပါတယ်အဲ့ဒီစီလေးကိုပါကြော်တဲ့ပကံနဲ့ထည့်ထားပါတယ်ထမင်းလေးနဲ့ကလေးတွေကိုစီချက်ကလေးနဲ့နေပဲအရင်ကြိုက်ကြလို့ပါ